ကလည်း Ace က game ဆော့နေတဲ့ Charlie လေးကနေဟမ် Wall State ထိသွားဆော့ရမယ်လို့သူကတွေးထားပါတယ်နော်မတွေးထားပါဘူးနော်မှန်တော့ဟုတ်သေးရဲ့ဒီလို Ace တော့တောင်ကြီးကရန်ကုန်တက်လာတာဒါမဲ့တော့ Ace ကရန်ကုန်မှာနေပြီလားနေပြီလေကိုသေးရဲ့ဒီပဲသူကတောင်ကြီးကနေပဲပြောင်းလာတာနော် Ace ကဇာတိရပဲတောင်ကြီးဟုတ်တယ်ပေးဆက်မှုယုံကြည်မှုအကုန်လုံးပါပဲကံကောင်းအဲ့ပေါ့ຢာတိုင်းတော့ကိုကြိုးစားရင်ကံကောင်းမှပဲပြောမှာပဲတော်တူဖြစ်သွားဆိုအေးကိုနဲ့စသည်ရ10နှစ်လောက်တော့ရှိလောက်ပြီလား9နှစ်တော့ရှိမယ်နဲ့ရှိလောက်ပြီကိုစီနဲ့အဲ့ဒီဒီ game ကနာမည်မကြီးခင်ကနေစားဆော့တာဆိုတော့ကစ်နဲ့တူနေပါလောက်ကစ်ကနဒလီယာဒီကောင်အင်ဂိမ်းမှာစဝယ်တာ9နှစ်ပြည့်သွားပြီဆိုတော့ကိုရီနဲ့အေးနဲ့တည်တာလဲ9နှစ်လောက်တော့ရှိပြီပေါ့နော်ဟုတ်ပါဘဲဦးကျော် yes အဲ့လောက်တော့ရှိပြီကိုစီအဲ့တော့ Tigery အဲ့တော့ season 2လားပဲ mobile legend အင်ဂိမ်း season 2 season 2 season 3လောက်ပေါ့ပြီးတော့မှအမှအဲ့ဒီဝေရန်အောင်နဲ့အဲ့ဒီ kit ကိုစတိပြီးတော့ kit နဲ့ A နဲ့တော့ချိတ်ဆက်မိပါWI ဒီကတော့ကိုစီကနာပါကိုစီကမဆော့တော့အေးမယူလိုက်အဲ့တော့မိမယူလိုက်ပြီကိုစီကမိမခိုးပြေးပြီတဲ့အေးပြောရတယ်မိမခိုးပြေးပြီဒီနေ့တနေ့ကလိုပဲเนาะအဲ့လိုကြီးပြောလိုက်တော့လေ9နှစ်တဲ့ oh my god 9နှစ်ဆိုတဲ့ຢာကြီးอ่ะအေးဆရာဟုတ်တယ်9နှစ်အိမ်မဆော့တော့ဘူးလေမိမခိုးပြေးတော့မယ်အသက်20ပဲရှိတယ်ကိုစီရဲ့ကိုလည်းဒီလိုမျိုးကြီးဒီ career လိုက်ကြီးမှာလူမျိုးကြီးရောက်မယ်လို့တော့မထင်တော့ဘူးအဲ့တော့ကလည်း Ace က game ဆော့နေတဲ့ Charlie လေးကနေဟမ် Wall State ထိသွားဆော့ရမယ်လို့သူကတွေးထားပါတယ်နော်မတွေးထားပါဘူးနော်မှန်တော့ဟုတ်သေးရဲ့တကယ်ပြောအဲ့ game ဆော့တာလေဟိုလိုမျိုးအဲ့လောက်ကြီးလဲ expectation မထားတာရောအများကြီးမမျှော်လင့်တာပေါ့နော်ဆော့တယ်အဲ့လို opportunity တွေထွက်လာမယ်လို့မထင်တော့ game ကထွက်လာတော့ဖြည်းဖြည်းဆော့ဆိုအေးဂျွန်ဆန်ကြီးဂျွန်ဆန်ကြီးကိုင်ဂျွန်ဆန်တော့အေးဂျွန်ဆန်တားကြိုက်တာလို့အဲ့ဂျွန်ဆန်ကိုင်းနေတစ်ချိန်လုံးလိုက်တိုင်နေတာ bro ကိုရီ Tigery ရဲ့လို့မလုံဘူးကျွန်တော်ကပြောစရာကောင်းတယ်ကို referee လေးပါယူပြီးတော့ lock လေးပါတော့ခိုးရသေးတယ်ဗျာကိုလောက်ကဂျွန်ဆန်ကြီးနဲ့ဂျွန်ဆန်ပွဲ400လောက်လားမသိ500လောက်လားမသိတော့ကင်တာအေးစအင်ဂိမ်းမှာပြီးတော့ဒါနောက်ပိုင်းစီဘာတွေပြောင်းစော်သွားတော့ဒီကောင် assassin သဘောကျသွားတယ်သူ Ace ကအဲ့ဒီ hero တွေကလည်းတခြားဆော့လိုက်ရင်တော့ရတော့ရတယ်အဲ့လိုမျိုးခေါင်းမာလည်းပါဒီ hero fighter အရင်တော့ကလည်း Naomi တို့ဘာလို့ rank နေရဆောင်းကျန်းတော့ကိုရီ share လိုက်ရလိုက်ကောင်းနေဟမ်ဟုတ်တယ် Naomi တို့Naomi က game ဂျိုးအဲ့တော့အသေးဆော့တာ game ကိုမယ်ခဲကိုယူမှုဆော့ပေးလိုက်တာလေရှော့လို့မှလာရှော့လို့ယူမှုဆော့ star ထောင်တင်တော့ကလေအေးညမိတ်နေမိတ်ညမိတ်ဆော့တာလေတဲ့ယူမှုဆော့ပေးလိုက်ရှော့လို့မြန်မာနိုင်ငံမှာ star များတော့အားရ pro player လောက်ဖြစ်မှာလေလေရှော့လို့ဆော့ပေးလိုက်တယ်အကစားပြီအဲ့ဒီ star 1000ကျော်ဆိုရင်ဆရာကြီးဆိုပြီးတော့လူတွေက mindset ဝင်သွားတဲ့အချိန်မှာဆရာကြီးဆိုတဲ့ကွန်ဘိုရပါပဲဟုတ်ပါဒါပေမဲ့အဲ့တော့လည်းလက်ချိုးယူလို့ရတယ်လေ9ယောက်လောက်ပဲရှိတာကျွန်တော်တကယ်ခက်ပါလေ9ယောက်လောက်ပဲရှိတာလို့စတားယာချီတဲ့ကောင်ကအဲ့တော့မေဘီကလည်း AC WY က pro player နဲ့တွေ့ရလေအဲ့ဒီဟုတ်တယ် DK ရယ် AC ရယ် DK ရယ် WY ရယ်ဒီကတော်သားလာတယ်ဟုတ်တယ်ပြောတော်သားပါနောက်တစ်ယောက်က star ရာရှိတာ ice ရယ်ကိုလားမသိဘူးလို့ကိုကျွန်တော်ကလည်းအဲ့တော့ star 200ကျော်ဒါပေမဲ့1000နေပါတွေကတော့မမီတော့ဘူး ace တို့က share post သွားအဲ့ချိန်တော့အေး star 1000 push မယ်ဆိုတော့ခေါ်သေးတယ်ကျွန်တော်မအားတော့လို့အဲ့လိုမိမယူရမှာမဟုတ်ယူမှုဆော့လိုက်ရဲ့ဂိမ်းအဲ့လိုမျိုးဖြစ်သွားတော့တန်သွားတာပေါ့ကိုသေးဟုတ်ပါliquid က family feeling မှာအလုံးနေအေးတင်းရှာနေဒေးလာတင်းရှာပါကျွန်တော်စိတ်ဝင်စားဘူးပေါ့နော်အဲ့လိုပြတ်သားပြီကြာလို့ ASB ရဲ့ game ကောင်းနေတော့ကိုယ့်ရဲ့အကောင့်အခု Hog Collector နဲ့ Diamond 2သိန်းရောက်နေပြီအေးရဲ့ mobile နဲ့ကြကောင်းနေဟုတ်